တကယ်ချင်းတို့ရေမင်္ဂလာပါဒီနေ့တော့ကာတာမာလူပြောများနေတယ်ဗောနော်ဒီတရုတ်ဆိုင်လေးဒီမှာစားစားရတဲ့ရတယ်ဆိုတော့တွားကြည့်ပြပါတယ်ဆိုင်နံပါတ်လေးကတော့ Yellow River လို့ပြောတယ်ဆိုင်ထဲမှာတော့ကျွန်တော်ဝယ်ခဲ့တဲ့ပစ္စည်းလေးတွေဗောနော်ဆိုင်ထဲမှာလည်းဈေးဝယ်တဲ့လူတွေအများကြီးဆိုတော့ဗျာဆိုင်လေးတော့နည်းနည်းကျင်းနေတော့ကျွန်တော်လည်းဒီလိုကောင်းကောင်းမရက်ခဲ့ရဘူးဗောနော်ဒါအသွားနဲ့အပြန်ဗောနော်ရိုက်ထားတဲ့ဗီဒီယိုလေးတွေကဆိုင်နေတယ်မှာပစ္စည်းတွေကတော်တော်စုံတယ်ဗျာဒီပေါက်စီလိုပါလို့အကြဝေးတို့တော့ရတယ်ဖရိုဇန်နေပေါ့နော်ဒါကနောက်တစ်ခုဒီဟိုကြောက်ပန်းကြောက်တွေပါတယ်ပြန်ရတယ်အစုံပေါ့နော်ဆုံးတယ်ဈေးလည်းမဆိုးဘူးကြာဈေးနှုန်းလေးရပြင်နေမှာနော်အတားမရှိတဲ့မြန်မာတွေတော့ဝယ်ကြည့်တင်တယ်ပေါ့နော်ဆိုင်နေအပိတာတင်ချင်းအများကြီးကြည့်တင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်ဘိုင်ဘိုင်